အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒီနေ့တော့ဒါကျွန်တော်ထုံးစံအတိုင်းပေါ့ဟာတာလေးနေနဲ့ပြန်လိုက်ပြီးတော့ဖြောပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီဟာတာလေးကကြတော့ပေါ့နော်ဒါမိမိစော်ကဘယ်လိုပြောမလဲပိန်တီးတီးတော်လေးဟိုဖြစ်တော့ခါပေါ့နော်သူညာရတဲ့နဲ့ပြိုင်လို့ပေါ့လက်မောင်းဘယ်လောက်ထိတောက်နိုင်မလဲဆိုတာကဲကျွန်တော်လည်းအတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်နော်စော်လေးကတော့အင်မတန်ပိတ်ပိတ်တီးတီးတော်လေးဆိုတော့မနေဘူးမှားလိုက်ရတယ်ဗျာနော်အဲ့ဒါမဟုတ်ဟာအေးရောကွာကဲဒီဟာတာလေးကကြတော့ပါလဲဆိုတော့ပေါ့နော်ဒါဖလတိုင်းလေးပေါ့နော်ချစ်သူသမီးစားတွေကိုလက်ဆောင်တွေပါဝယ်ပေးကြတာပေါ့နော်ဘာလဲဆိုတော့ပန်းစည်းတို့ပေါ့ချော့ပေါ့ဒါမဲ့ဒီဟာတာလေးကတော့ဘာတွေဝယ်ပေးသွားလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အမပန်းစည်းလေးကြံသေးတယ်မပန်းစည်းဖို့နှမျောစရာကြီးပြန်သွင်းလိုက်ပါလားပြန်မဲလို့ရသေးလားဘလို့ပြန်သွင်းလို့ရမှာလဲနှမျောမနေပါနဲ့ပန်းစည်းဖို့ပဲကုန်တာတန်ပါလေဟောပန်းစည်းဖို့လေးနှမျောပဲကုန်တာပါလို့ပတ်စံအများကြီးမကုန်ဘူးမငါကောင်လေးပေးထားတဲ့ချောကလက်ချောကလက်မစားရသေးမှဆိုဟုတ်ကျေးဇူးပါမစားရသေးဘူးစားလိုက်မယ်နော်ကျေးဇူးပဲနော်ချစ်ဒီနေ့ကဗလက်တိုင်းနေ့ဆိုတော့ကိုတို့တနေ့ရမှာတခုသွားစားကြအောင်ဟုတ်ပါပြီကိုရဲ့ပတ်စံနေကုန်နေပါလိမ့်မယ်ပတ်စံနေဆူရမယ်လေကိုစီစဉ်ပြီးသားချစ်ရဲ့ဘာဖြစ်တော့ကုန်မေးစီလေဒီနေ့ကဗလက်တိုင်းနေ့ပဲဟာဟုတ်ပါပြီကန်ဆယ်လိုက်ပတ်စံရှာရခတ်တယ်ကိုရဲ့တော်ပြီအကုန်မခံနဲ့ဟိုချက်လက်ပြန်တော့မယ်ဟို YBS နဲ့ပဲပြန်မယ်ကိုလည်း YBS နဲ့ပဲပြန်နော်မဟုတ်လေချစ်နည်းဒုက္ခရကိုဒါနဲ့လေဟိုဒီမင်္ဂလာဆောင်မဲ့ပတ်စံတွေကကိုပတ်စံဟာချစ်ပတ်စံဆိုတေးကြလားယင်တေးကြပါလေချစ်ဘာဖြစ်လို့လဲတေးကြရဲဆွဲလေချေဘန်ကောင်ထဲလွှဲလိုက်ကဲဒီဟာတာလေးကကြတော့ခလေးလေးဖြည့်သွားတာမတ်တာလောက်တယ်နော်ကျွန်တော်နဲ့တစ်ချက်လောက်ရှိုးလိုက်ရအောင်မျက်လုံးကရောက်အတွေ့အကြုံရတယ်။နှာခေါင်းကသူများပြောရင်နားထောင်လို့ရတယ်